အားလုံးပဲမင်္ဂလာပါဗျအခုကကျွန်တော်လေ့ကျင့်နေတာပေါ့နော်ဗာလေ့ကျင့်လဲဆိုတော့ဒီတက်ထားတဲ့ပညာဆိုတာကမိသွားတယ်လို့တော့မမိတတ်ဘူးပေါ့နော်မိသွားတယ်လို့တော့မရှိဘူးဒါပေမဲ့ကိုသိထားတဲ့ဟာကိုဟိုတစ်ဖက်လူနားလဲအောင်ပြန်ပြီးတော့မှပြောပြတဲ့ဖို့ကြတော့စကားပြောတာလေချောမှစကားပြောလေညက်နေမှာပေါ့နော်အဲ့တော့ကိုတိတဲ့အတိကိုတစ်ဖက်လူနားလဲအောင်ပြန်ပြောဖို့ကြတော့ကျွန်တော်စကားပြောပြန်ပြီးတော့မှလေ့ကျင့်ရသေးတယ်ခုလဲတင်ထဲမှာနားလေလွယ်အောင်ဘယ်လိုပြောပြီးတင်လို့ရှိရင်ပို့ပြီးအဆင်ပြေမလဲပေါ့အဲ့ဒါစဉ်းစားရင်းနဲ့ကျွန်တော်နည်းနည်းပြန်ပြီးလေ့ကျင့်နေတာပေါ့နော်အဲ့ကျွန်တော်လေ့ကျင့်နေတဲ့အစမ်းလေ့ကျင့်နေတဲ့ဗီဒီယိုလေးတွေတင်ထဲမှာတင်မယ့်အကြောင်းအရာလေးတွေကိုကျွန်တော်မနေ့ဖန်လောက်ကြလို့ရှိရင်တော့တင်ပေးနိုင်မယ်လို့ထင်ပါတယ်အဲ့တော့အခုလဲကျွန်တော်လေ့ကျင့်ရင်းနဲ့ဒါအစမ်းတင်ကြည့်လိုက်တာပေါ့ဒီဖြည်းဖြည်းနဲ့ online လေးတွေလည်း online ကနေပြီးတော့မှနည်းပညာလေးတွေလည်း sharing လုပ်လို့ရအောင် online သင်တန်းလေးတွေလည်းတကယ်လို့အရန်ခက်ခဲနေတဲ့နိုင်ငံခြားလူတွေပါညာသိကျင်နေဆိုလည်းအဆင်ပြေအောင်ဆိုပြီးတော့မှ online သင်တန်းလေးတွေအတွက်လည်း video လေးတွေ short video လေးတွေနဲ့ lesson လေးတွေအစမ်းရိုက်ဖို့ရအတွက်အခုကဒါလေ့ကျင့်နေတာဖြစ်ပါတယ်လို့အဲ့တော့အားလုံးပဲရှောင်းအားပေးကြပါအောင်ဝင်ရကြပါအောင်ကျေးဇူးတင်ပါတယ်